မြန်မာကုံဆောင် UFC ကျယ်ဝင်ဂျိုရှူအာဗန်ရဲ့အိမ်မက်နဲ့ခရီးစဉ်ဒီနေ့မှာတော့တကမ္ဘာလုံးကစောင့်ကြည့်နေရသလိုကျမတို့မြန်မာနိုင်ငံသားတွေအားလုံးကလည်းဂုဏ်ယူအားပေးနေရတဲ့မြန်မာပြည်ဖွား UFC Fighter ဂျိုရှူအာဗန်အကြောင်းကိုတင်ဆက်ပေးကြပါမယ်။အခုဆိုရင်ဂျိုရှူအာဗန်ဟာတာမန်ဖိုက်တာအဆင့်နဲ့မဟုတ်တော့ဘဲအမေရိကန်သမ္မတကိုယ်တိုင်အသိအမှတ်ပြုချီးမြှင့်ရတဲ့အထိကမ္ဘာကျော်လူသိများလာခဲ့ပါပြီ။ဒါဟာမြန်မာအားကစားလောကအတွက်တကယ်ကိုထူးခြားတဲ့သမိုင်းမှတ်တိုင်တစ်ခုပါပဲ။အားလုံးစောင့်မျှော်နေကြတဲ့ဂျိုရှူအာဗန်နဲ့မာနီကတ်တို့ရဲ့ပြိုင်ပွဲကြီးကိုလာမယ့်ဖေဖော်ဝါရီလ22ရက်နေ့မှာရင်ခုန်ဆင်းလှုပ်ရှားပွဲမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ဒီပွဲကဘာလို့ဒီလောက်အရေးကြီးရလဲ။ပြိုင်ဘက်မာနီကတ်ဘက်ကလည်းဒီပွဲအတွက်အင်မတန်အားခဲထားတာကိုတွေ့ရပါတယ်။သူဟာသူ့ရဲ့ဘာသာရေးဆိုင်ရာအထိမ်းအမှတ်တွေကိုတောင်ရွှေ့ဆိုင်းပြီးတော့ဒီပွဲကိုအနိုင်တိုက်ဖို့အပြင်းထန်ပြင်ဆင်နေရပါ။ဒါအကြီးအဖြစ်ဂျိုရှူအာဗန်ရဲ့လက်ရှိ UFC အဆင့်တန်းဟာဘယ်လောက်ထိမြင့်မားလာပြီလဲထိပ်တန်းဖိုက်တာတွေကြားမှာဘယ်လောက်ထိစိုးရိမ်ရတဲ့ပြိုင်ပွဲကောင်းတစ်ယောက်ဖြစ်လာပြီလဲဆိုတာသက်သေပြနေရပဲဖြစ်ပါတယ်။အရင်ကဂျိုရှူအာဗန်ဟာ2025ခုနှစ်အတွင်းမှာချန်ပီယံဖြစ်ဖို့ပဲရည်မှန်းချက်ထားခဲ့တာပါ။ဒါပေမဲ့အခုတော့သူ့ရဲ့ရည်မှန်းချက်တွေဟာဒီထက်မကပိုမိုကြီးမားလာခဲ့ပါပြီ။သူဟာ UFC သမိုင်းမှာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ GOAT Greatest of All Time အဖြစ်အတိအမှတ်ပြုခံရဖို့အထိမျှော်မှန်းလာပါတယ်။သူ့ရဲ့စိတ်ကူကတော့အသက်30ကျော်တဲ့အထိကပတ်ကိုအချိန်ချင်းကောက်ွယ်သွားပြီးတော့တမိုင်းမှတ်တိုင်တစ်တွေစိုက်ထူနေတာပါ။မကြသေးခင်က Brandon Rival နဲ့ထိုးသက်ခဲ့တဲ့ပွဲဟာလည်း2025ခုနှစ်ရဲ့အကောင်းဆုံးနဲ့အကျိတ်အနေအရှိဆုံးပွဲစဉ်တစ်ပွဲဖြစ် UFC ကသတ်မှတ်ခဲ့ပါတယ်။ကမ္ဘာအဆင့်မီနာမည်ကြီးဖိုက်တာတွေကိုတုံးလုံးစေခဲ့တဲ့သူ့ရဲ့ခြေပန်းလက်ပန်းတွေဟာအခုဆိုရင်ထိပ်တန်းအဆင့်ကိုရောက်ရှိနေပြီလို့ဆိုရမှာပါ။လက်ရှိမှာတော့ဂျိုရှူအာဗန်ဟာအားလက်ရက်မှာမိသားစုနဲ့အတူအနားယူပြီးတာနဲ့လေ့ကျင့်ရေးစခန်းကိုပြန်ဝင်ပြီးတော့ရှေ့ဆက်မဲ့ပွဲစဉ်တွေအတွက်အပြင်းအထန်ပြင်ဆင်နေပါပြီ။သူဟာမြန်မာပြည်ဖွားချင်းတိုင်းသားတယောက်အနေနဲ့ကမ္ဘာစင်မြင့်ထက်မှာဂုဏ်ယူစရာကောင်းအောင်စူးစမ်းနေသူပါ။လာမယ့်ဖေဖော်ဝါရီ22ရက်နေ့မှာကမ္ဘာထိပ်တန်းဖိုက်တာတယောက်ဖြစ်သူဘယ်လိုသက်သေပြသွားမလဲဆိုတာအားလုံးကစောင့်ကြည့်ရမှာပါ။အခုလိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်။